Okay ကျွန်တော်ပြင်သစ် hospital မှာဆေးရုံတစ်ခုမှာဖြစ်သွားတာလေးပေါ့နော်တကယ်ကိုနော်ထူးခြားတဲ့ဖြစ်စဉ်လေးတစ်ခုပြောပြမယ်ဘယ်လိုဖြစ်လဲဆိုတော့ပြင်သစ်ဆေးရုံဒီ February လ1ရက်နေ့ပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့အမြောက်ဆန်တွေ့တော့ဘယ်အမြောက်ဆန်လဲဆိုတော့ပထမကဘာစစ်ကအမြောက်ဆန်အဲ့ဒါပြင်သစ်ဆေးရုံမှာတွေ့လို့ကျတော့ဆေးရုံတစ်ခုလုံးပေါ့နော်ထွက်ပြေးရတဲ့အခြေအနေမျိုးဖြစ်ခဲ့ရတယ်အဲ့လိုဘယ်လိုဖြစ်လဲဘယ်မှာတွေ့လဲဆိုတော့အဲ့အမြောက်ဆန်ကဘယ်မှာတွေ့လဲဆို operation room နဲ့မှာသွားတွေ့တာတော်တော်ကိုထူးဆန်းနေနော်အမြောက်ဆန်ဘယ်လောက်ကြီးလဲဆိုရှစ်လက်မတောင်ရှည်တယ်ကြီးတယ်ပေါ့နော်အဲ့လောက်ရှည်တယ်ဆိုအမြောက်ဆန်တစ်ခုကိုသူတို့တွေ့လိုက်တဲ့ချိန်မှာhospital ခုလုံးပေါ့နော်ဘေးကင်လူတွေအကုန်လုံးထွက်ပြေးခဲ့ရတဲ့ချိန်မျိုးဖြစ်သွားတယ်ဘယ်လိုတွေ့လဲဆိုတော့ကျတော့ operation room မှာတွေ့တယ်အဲ့ operation room မှာဘယ်လိုတွေ့လဲဆိုတော့ကျတော့သူတယောက်ကဘိုက်နာလို့ဆိုပြအမျိုးသားတယောက်ကဘိုက်နာလို့ဆိုပြဆေးရုံကို emergency ရောက်လာရေးဖို့ရောက်လာချိန်မှာဆရာဝန်ကခွဲဆေးလိုက်တယ်ပေါ့နော်ခွဲဆေးလိုက်တဲ့ချိန်မှာသူ့ဘိုက်ထဲမှာအဲ့ဘောနော်ရှစ်လက်မဟာဘလို့ဝင်နေလဲဆိုတော့အစင်းစားကြည့်ပေါ့နော်ဘလို့ဝင်နေလဲပေါ့နော်အဲ့ရအချိန်မှာရှစ်လက်မကဘာဒုတိယကဘာစစ်ကအမြောက်ဆန်အိုင်မှာသွားပြီးရှစ်လက်မရှိတဲ့အမြောက်ဆန်အိုင်အဲ့ဘသူပိုက်ထဲမှာသွားတွေ့တယ်ပေါ့နော်ခွဲထုတ်လဲပြီးတော့ဆရာဝန်တွေကဒီအမြောက်ဆန်ညင်ရပေါ့နော်အငြင်းများတယ်ဆိုပြီးတော့ရဲနဲ့စင်ပါတော့ဘုံဘောနော်ဘုံအထူးတပ်ဖွဲ့တွေထပ်ခေါ်ပြီးတော့အဲ့ဟာကိုသဲပြီးတော့သူဖောက်ခွဲပြရတာပါဆိုတော့တော်တော်ကြီးကိုထူးခြားတဲ့အဖြစ်အစဉ်တခုပေါ့နော်ဖေဖော်ဝါရီနေ့ဖြစ်သွားတယ်တခုပြောချင်တာလေယောက်ျားလေးလည်းဆော့တာတော့ဆော့ကြပေါ့နော်နည်းနည်းလေးကြီးကျယ်ပြီးဆော့ကြပေါ့ဒါခါလေးကြလည်းကိုဆော့တာသူများဒုက္ခမရအောင်ဆေးရုံထိပါဒုက္ခမရအောင်ဆော့ကြပေါ့နော်ကျေးဇူးများတဲ့နဲ့ bye bye Et les démineurs ont été appelés, avec les pompiers en alerte. Le bus a finalement été neutralisé sans incident. L'homme, dont l'identité n'a pas été